Hello everyone ဒီတစ်ခါကိုလူတို့အတွက်အကျိုးရှိစေမယ့်အကြောင်းအရာလေးပြန်လည်မျှဝေပေးချင်ပါတယ်အဲ့ဒါဘာလဲဆိုရင်ဘဝရဲ့စစ်မှန်တဲ့ချမ်းသာခြင်းတွေဆိုတာလော30ဝေယုံသုံးကလောเสียမလို့ပဲဖြည်းဖြည်းချင်းနိုးထရတဲ့မနက်ခင်းတွေပူလောင်စရာတွေမရှိပဲအေးချမ်းကြည်လည်နေတဲ့စိတ်လေးဘသူဆုံးဖြတ်ချက်ကိုမှစောင့်ယူနေစရာမလိုပဲလွတ်လပ်စွာကိုယ်ပိုင်ရွေးချယ်ခွင့်ရှိနေခြင်းအတိတ်မှာပိတ်မိမနေပဲနာကန်းမှာလည်းခြောက်ရှားမနေပဲပစ္စုပန်မှာတဲတဲ့မက်မဲ့စိတ်ရောကိုယ်ပါရှိခြင်းချစ်မိခြင်းမှာနာကျင်စရာတစုံတရာမရှိပဲကိုချစ်တဲ့သူတွေအနားမှာရှိနေခြင်းအချစ်ခံရခြင်းမှာတိမ်ငယ်စရာမလိုပဲကိုယ့်ကိုပြန်ပြီးတန်ဖိုးထားတဲ့သူတွေအနားမှာရှိနေခြင်းပြင်းခြင်းမှာအပြည့်ရှိသလိုမခံစားရပဲငြိမ်သက်စွာပြင်းစရာကောင်းတဲ့နေ့ရက်တွေကြော်ဖြတ်နိုင်ခြင်းမခေါ်ပဲရောက်လာမဲ့အိမ်မက်ဆိုးတွေမမတ်ဖဲနှစ်ချိုက်စွာအိပ်ပျော်ရတဲ့ညတွေဘဝရဲ့စစ်မှန်တဲ့စီးစဉ်မနဲ့ချက်လောက်မိတ်ဆွေမှာရှိသလဲတစ်ချက်လောက်ရှိရင်ကိုကံကောင်းပါပြီ straight strong မှာမိတ်ဆွေ